အဖွဲအစည်းဖြစ်အလုတ်လုတ်ရဝဲတင်ချာစနစ်အရာတစ်အပေါင်းတစ်ညီမြချင်းနှစ်ဖြစ်ယူပုံတည်ရှိပေမဲ့အသိဉာဏ်ပြေဝတဲ့လူသားတွေပေါင်းမိရင်တော့တစ်အပေါင်းတစ်ညီမြချင်းနှစ်လဲဖြစ်နိုင်တယ်လို့ငါးလဲဖြစ်နိုင်တယ်လို့6လဲဖြစ်နိုင်တယ်ဒီထက်အလွန်လဲဖြစ်နိုင်ပါတယ်ဒီလိုအများအပြားဖြစ်လာရခြင်းရဲ့အကြောင်းရင်းကအသိပညာစွမ်းအားအပြင်ကာယကံမေတ္တာနဲ့ရှင်တဲ့ညီညွတ်လုပ်ကိုင်မှုလည်းကိုယ်စီရှိကြလို့ပါဒါပေမဲ့မိမိတို့စီမှာဖြစ်နေကြတာကစီးပွားရေးဘာသာရေးလူမှုရေးစတဲ့ဘယ်လိုအဖွဲ့အစည်းမှမဆိုလူတော်လူထွက်တွေများနေလို့ပိုပြီးတိုးတက်ကောင်းမွန်လာရမည်အစားခံယူချက်အတ္တကိုယ်စီနဲ့ကိုတိကိုတက်တလကိုအတွေ့အကြုံလေးနဲ့သာတွေးဆနိုင်ရှင်ယူဆပြီးငါအမှန်သူအမားလောက်ကအကွဲပြည့်ဇလန်းတို့စတင်တော့တာပါပဲရဟနာမဖြစ်သေးသမျှအဝိဇ္ဇာမကင်းသေးသမျှငါလဲမှားနိုင်တာကိုမေ့နေကြလေတယ်ရည်ရွယ်ချက်ပန်းတိုင်နဲ့စိတ်ကူးတွေတူညီတို့တွဲလာခဲ့ကြတဲ့လက်တွေဟာငါမှငါဆိုတဲ့အတ္တမာနတွေငါသိတယ်လို့ငါရတယ်လို့ငါနေတယ်လို့အခြားသူကိုမဖြစ်စေလိုခြင်းမစ္စရိယကြောင့်ချစ်ကြည်ညိုမှုတန်ရောစဉ်ကြိုးတွေတဖြည်းဖြည်းလျော့နေလာကအမုန်းတန်ရောစဉ်များတိုးပွားလာပြီးမခေါ်မပြောနိုင်မကြားနိုင်ဖြစ်ကုန်တော့တယ်စူပေါင်းလောက်တာချင်းအတူတူလူမျိုးခြားအဖွဲ့အစည်းတွေမှာများများပေါင်းရင်အမြောက်များဖြစ်ပေမဲ့ကိုယ့်အဖွဲ့ကြထင်သလောက်ခီးမတွင်မှုဆိုတာဒီအတ္တမာနမစ္စရိယတွေလွှမ်းနေလို့ပါအရေးသွေးအရေးချင်းတူညီသူတွေပေါင်းစုံပြီးရေရှိအတူတူသွားနိုင်ဖို့အတွက်အများလက်ခံထားတဲ့စံတစ်ခုကိုမဖြစ်မနေထားကြရတော့မှာပါအဲ့ဒီစံကတော့အလုတ်ဆလုပ်ကြတဲ့ကအများသဘောတူချမှတ်ထားတဲ့စီကန်းဆိုတဲ့စံပါပဲဒီစံနဲ့ညီရင်အကောင်းမညီရင်ကြောင်းပဲပေါ့ဒါပေမဲ့စီကန်းဆိုတာဟာလည်းအမြဲမှန်ကန်နေတယ်လို့ယူဆလို့မရနိုင်ပြန်ဘူးအကြောင်းကဒီစီကန်းကိုလှုပ်ထားသူတွေကမားတတ်တဲ့ပုထုဇဉ်တွေဖြစ်နေလို့ပါအခြေခံကြတဲ့စီကန်းတွေကလွှဲရင်အချို့အရာတွေကအချိန်နဲ့နေရာကိုကြည့်ပြီးပြင်သင့်သမျှပြင်ဆင်ကြရမှာဖြစ်ပါတယ်အတွေ့အကြုံတွေပေါ်မှီပြီးအကောင်းဆုံးဖြစ်အောင်အမြဲတမ်းမြင့်တင်ပေးနေရမှာပါစီကန်းဆိုရင်မျက်လုံးမိတ်ဆုံးဖြတ်လို့မရတဲ့ပြဿနာတွေနဲ့လည်းကြုံရတတ်ပါတယ်ဒီလိုအခြေအနေမှာလက်အောက်ငယ်သားတွေနဲ့ပတ်သက်ပြီးလူမှုရေးလည်းမထိစီကန်းနဲ့လည်းမငြိအောင်ပြုလုပ်နိုင်စွမ်းရှိတာခေါင်းဆောင်ကောင်းတူရဲ့အရေးချင်းကောင်းတစ်ခုပါပဲအဖို့အစည်းနဲ့အလုပ်လုပ်ရင်အားတဲ့သူကအစင်ပြေသူကဝင်လုံးလိုက်မယ်ဆိုတဲ့အနေအထားမျိုးမဟုတ်ပဲတောင်းကိုစီခွဲဝေကစနစ်တကျလှုပ်ဆောင်ရမှာပါဒါပေမဲ့ဘလို့ပဲတာဝန်တွေခွဲထားပါစေကို့အလုပ်ပြီးလို့အေးဆေးနေတာမျိုးမလုပ်တဲ့မှာဘူးကိုပြင်းမပြီးသေးတဲ့အခြားသူတွေကိုလည်းတတ်နိုင်တယ်ကကူညီပေးရမှာပါဒါကိုကာယကံမေတ္တာလို့ခေါ်ပါတယ်တတော်အားလုံးကျမ်းမာချမ်းသာကြပါစေလို့ရွတ်ဆိုနေတာကဝစီကံမေတ္တာဖြစ်ပြီးသူတို့အစဉ်ပြေအောင်လက်တွေ့လှုပ်ဆောင်ပေးလိုက်တာကကာယကံမေတ္တာပါတာဝန်တွေခေါ်ဝေတဲ့အခါမှာလဲငါကပဲအများဆုံးလုပ်ရပြီသူတို့ကငါလောက်မလုပ်ရဘူးဆိုပြီးလဲကို့လုပ်ဖို့ကံပတ်တွေပေါ်မှာအပြစ်မမြင်မိပါလေနဲ့အခြားသူတွေထက်လုံနိုင်သူဖြစ်တဲ့မိမိကြောင့်ဒီအဖွဲ့အစည်းပုံမှုအစဉ်ပြေလာရတာဖြစ်လို့ကိုပုံလုံနိုင်တာကိုပဲဂုဏ်ယူခြင်းနဲ့နေလိုက်ပါတိုးတက်ပျော်ရွှင်သောအဖွဲ့အစည်းတစ်ခုအနေဖြင့်ရေရှည်ရပ်တည်နိုင်ဖို့ရာအဖွဲ့ရင်ကိုစီကမွေးနေ့စသည့်နေတူနေမြတ်တွေမှာလက်ဆောင်ပေးခြင်းရဝေးကပြန်လာတိုင်းအမတ်တရလက်ဆောင်ပေးခြင်းစတာတွေလုပ်တင်ပါတယ်အမတ်တရအနေနဲ့ပင်တန်ဖိုးမကြည့်လေတန်ဖိုးထတဲ့ကြလို့ပေးကမ်းသူကိုလည်းလူတိုင်းကချစ်ခင်ကြပါတယ်ဒါပြင်တစုတဝိအတူတူလောက်ရတဲ့သူတွေအတွက်အချင်းချင်းချစ်ခင်ချိုးသားပြောဆိုဆက်ဆံခြင်းဟာညီညွတ်ခြင်းကိုပိုဖြစ်စေလို့အလွန်ကိုအရေးကြီးလာပါတယ်ချိုးသူတွေကလက်ဆောင်ပစ္စည်းတဲ့အပြောချွတ်တာကိုပုံမှုအလိုရှိကြလို့ပါဒါကြောင့်ကိုရမှာအတင်းအဖျင်ပြောခြင်းလုံးဝမလုပ်သင့်ပါဘူးတပားသူကိုပိုကောင်းစေခြင်းလို့ဝေဖန်တာနဲ့အပြစ်မြင်စေဖို့အတင်းပြောတာဟာစိတ်တဲ့အရင်ခံမတူပါဘူးတခါတလေကို့မှာလည်းအလုပ်တွေရှိနေပေမဲ့အရေးမကြီးတဲ့ကို့အလုပ်ကိုခဏထားခါလုပ်ဖို့ကင်ဘက်တွေရဲ့အလုပ်တွေကိုကူညီလုပ်ကင်ပေးရပါမယ်ငါအလုပ်ရှိလို့မင်းအလုပ်ကိုမလာဘူးဆိုတာသူ့ကိုကို့အနာကနေဖယ်ထုတ်လိုက်တယ်လို့ဖြစ်နေပါတယ်ဒါကြောင့်ညီညွတ်ခြင်းကိုရှေ့ရှုပြီးအချင်းချင်းကူညီပေးရမှာပါလူမှုဆက်ဆံရေးမှာအစိုးဆုံးလုပ်ရကလုပ်ဖို့ကင်ဘက်တွေကိုကိုနဲ့ဒန်းတူထားပြီးမဆက်ဆံတာပါပဲတနေရာထဲမှာအတူလုပ်နေလို့သူကျေးဇူးကိုကျေးဇူးဆိုတာရှိကိုရှိလာရမှာပါဘယ်လောက်ပဲတော်နေတဲ့သူဖြစ်ပါသေးကိုလုပ်ဖို့ကင်ဘက်တွေနဲ့အစဉ်ပြေစွာမပေါင်းသင့်မဆက်ဆံနိုင်တဲ့သူပါအဖွဲ့အစည်းတစ်ခုအတွက်တော့ဖယ်ထုတ်ရမယ့်အနာစာတစ်ခုပါပဲ
အများနဲ့ဆက်ဆံပေါင်းသင်းနေရလို့အခြားသူတွေကိုဘလူးမဆိုင်ပဲနေလို့ကိုမရပါဘူး။ပေါင်းအကျင်ကိုရှောင်ဖယ်သူကနောက်ဆုံးတစ်ယောက်တည်းဖြစ်သွားလိမ့်ရှိတာမို့လုံးဘော်ကိုင်းဘက်တွေကိုကိုနဲ့တန်းတူထားပြီးပြောဆိုဆက်ဆံရင်ဖြစ်ပျော်ရွှင်စရာအတိုင်းအဝန်တစ်ခုဖန်တီးအရယူရမှာပါ။ဆုံးထိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ဒီစာလေးကမိတ်ဆွေတို့အတွက်အနည်းငယ်များတော့အကျိုးရှိမယ်ဆိုရင်ဖြစ်ပြီကျွန်တော်ကျင့်တတ်ပါပြီ။